နေရတဲ့ဖြစ်စိတ်ဝင်စားကြလေးတွေ့လို့ပြပါဦးမှာဒီ9နဲ့10နဲ့ဒီ9နဲ့ပေါင်းရင်ဟုတ်ပြီဒါ8000ဒီပြီးတော့3ညနဲ့9ပေါင်းလိုက်ရင်95496996အဲ့တော့69ဒီကောင်က69နဲ့83ကီးပါထွက်တော့ဆိုတော့98ဆိုထွက်တယ်ဟုတ်ပြီ9နဲ့18 9နဲ့ပေါင်းရင်38ကီးတခါ65တစ်ကိုပေါင်းတော့10 651 18ကီးကောင်းပါတော့ထတုံးဆို88ထွက်တယ်တခါ9ကို904လေးကိုကီ8ပေါင်းမယ်4ပေါင်းမယ်5ပေါင်းမယ်886 459 69ဆိုတော့5ကောင်က53 5နှစ်ခတ်3ကောင်းပါတော့ထတုံးဆိုတော့43တော့ထွက်တယ်ပြီးတော့9ရယ်3ညရယ်3ရယ်ပေါင်း83 43 13ကိုပေါင်းရင်4ခွန်1 8ကောင်က31လို့တော့ထွက်တယ်ဆိုတော့ကတနင်္လာအင်္ဂါ2ရက်အတွင်းဘာတွေထွက်မလဲ65 3ညပေါင်းခြင်းက1 6ဟုတ်ပြီ3နဲ့4 5ပေါင်းရင်93 35မနော်31ထွက်ထားတယ်အဲ့ရော31 36 51 56ကတနင်္လာအင်္ဂါ2ရက်အတွက်ပေါ့2ရက်အတွင်းဒီ၄ခွက်ကိုမွေးထိုးရမယ်ကဲဒါပဲကြိုင်ထိုးပါဗျာအားလုံးပဲကျေးဇူးတင်ပါတယ်